这江标的呀，临安那老师，我嘛过玻璃上卡比得来的，嘛得标啊嘛，得么标的上卡比标了，俺嘞伢咱们是标啊，比如啊烧酒几比来标啦，比如，比如啊标高的路标，标高的路标澳嘛，来的不的破路啊伢的，没路过，俺来嘞么到那，标嘞么到那，破路啊嘞么到那。俺ဒီလိုက်တော့ချက်စားလို့ရတဲ့အရာမဟုတ်ဘူးဒိဗေမရှိတဲ့အရာကြီးလို့ငါအကုန်ပြောထားပြီလားတို့ကောငါနော်ငါခုကြက်ပလန်နဲ့ပုံတက်လာငါကြက်နဲ့ပတ်သက်ပါဘုရုချီယာမှာစီးပွားမချတာဘုရုချီယာမှာမလိန်တာဘုရုချီယာမှာမကောက်ကြတာဘူးနော်ဗမာပြည်လဲကြက်လှက်ပတ်လိန်ရောင်းဟာတကောင်မှမရှိဘူးနောက်ပြီးတော့ငါမှကြက်တွေရှိတဲ့ကြက်တွေနော်ငါခုလက်ပုတ်ပြီးကြေးစမ်းပြီးလို့ကောင်းတယ်ဆိုရင်ငါလူချင်းလူကန်နေရှိတယ်သူတို့ပေးကြွေးတာငါချီကကြက်လို့တော့မပြောနဲ့သူတိုက်တိုင်းနိုင်နော်တိုက်တိုင်းနိုင်တာများတယ်များဆိုကွာအကုန်စလောက်နိုင်တယ်ဘာလို့ဆိုငါမျက်လုံးရဲ့ငါအာယုံငါအတွေးခေါ်ငါတေချာပြီးဆိုမှငါထည့်ပေးလိုက်တဲ့ကြက်တယ်နော်သူတို့ကငါ့ကိုထိုက်တဲ့ကြံပတ်စံနေပေးတော့အဲ့တော့ငါတို့လိန်ထားတခုမှရှိဘူးကွာငါလိန်ထားမရှိလို့လေဒီလိုက်လေးဒူးလေးဖော်လို့ပါလေးတက်တာမပေးပါနဲ့လို့ငါပြောတယ်မင်းတို့ view လေးပဲကြည့်တယ်ကြိုက်တယ်ဆိုလို့ချင်းအဲ့လေးနဲ့ကိုနဲ့အဆက်တယ်ဆိုလို့ချင်းလုံးမင်းတို့ဒီလိုက်တူဘူးဘာလို့ဖို့ဘာလို့လို့ရမှာမို့မနာလို့မဖြစ်ကြနဲ့ကွာနော်မင်းတို့ကမင်းတို့ဒီလိုက်ပြီးရတယ်ဆိုတာမင်းလူမှန်လို့ရတာနော်မင်းလူမမှန်မင်းတို့မရဘူးကိုအရင်တော့ကနော်ကိုမကောင်းတာတွေမဟုတ်တာတွေလိန်ခဲ့ညာခဲ့ကောက်ကြည့်ခဲ့တဲ့ဟာတွေဟာဘူးပေါ်လို့ပေါ်တဲ့အချိန်မှာလူတွေကဒါတွေကမပြီးကြတော့ဘူးကွာဟုတ်လားမင်းငါ့ကို၆ပြောဟိုပြောဒီပြောဟိုစောင်းနေမလုပ်ရနဲ့ဟုတ်လားတို့မင်းငါ့ကိုပြောရင်တဲ့ပြောနော်ငါလည်းကြက်ချောင်းပြောခြင်းစိတ်တောင်နည်းပျောက်သွားပြီဟုတ်လားနော်ကြောက်သူတော်ပျောက်သွားပြီ၆မပြောနဲ့မင်းတို့လိုက်ပြီးငါရှိရယူသွားရအောင်ဟိုမှာအမဖြုတ်ပြီးယူသွားလူချင်းဖြုတ်ပြီးယူသွားအောက်ကလူပြလည်းနားမလဲလို့ငါလိုက်ပြီးတာပါတဲ့ဩဒုက္ခကွာငါတီးတယ်လိုက်ပြီးလူချင်းငါရှိရယူသွားဟဲ့လားနော်အမဖြုတ်ပြီးယူသွားကြကွာငါကြက်ချောင်းပြောဦးကတော့စိတ်ကုန်ကြက်သမားငယ်ကြီးကြက်ကိုဂယူးဆိုင်တဲ့အခါမှာနော်မှားရင်လွဲချောနေတဲ့ဂယူးဆိုင်မှုလေးနော်ဂယူးဆိုင်ခါရင်အတူတူမှားရင်လွဲချောနေတဲ့ဂယူးဆိုင်မှုလေးဖြစ်နေအဲ့တော့ဒီဟာလေးတွေကိုမတိလို့လားနော်မတိလို့လားတိရနဲ့ဖြစ်ကုန်တာလားနော်အဲ့တော့ကြက်တွေဘာကြောင့်မရှင်းလဲအဲ့တော့ကြက်တွေဒီလိုလွတ်ထားတဲ့အချိန်မှာလူမိုးရတယ်ရာတီဥကမိုးကတအားကောင်းတယ်ဆိုတော့အောက်ကိုရွာထားတဲ့မိုးကအေးစိတ်နော်အဲ့လိုအေးစိတ်မျိုးဒီကြက်တွေလွတ်ထားတဲ့အချိန်မှာကြက်တွေမျက်လုံးရောင်တာနှာခေါင်းမြုပ်ထတာရွှေထတာကုတ်ဆိုင်တိုင်းဖြစ်တာနောက်ဖြူရောဖြစ်တာဒီလိုဖြစ်ကုန်တဲ့ခါကျတော့ဒါကဘာဖြစ်လို့ဆိုရာတီဥဆေးထိုးထားပြီကာကွယ်ဆေးတွေထိုးထားပြီမဲ့လို့ရာတီဥအေးတဲ့တံကိုနော်တက်ရှိတက်သွားဘယ်လိုသတ္တဝါမှမခံနိုင်ဘူးအဲ့တော့မင်းတို့ဒီကြက်ကလေးတွေရှင်းအောင်မဆိုလို့ပဲဆိုရင်ဒီကြက်တွေကိုရှောက်တွေ့တဲ့ခြံလို့နော်ရှောက်တွေ့တဲ့အပေါ်မှာချိတဲ့ခြံဒီလိုဟာမျိုးတွေမှာမင်းတို့ထည့်ထားအဲ့မှာထည့်ထားတဲ့အခါမှာမင်းတို့အစာကျွေးတဲ့နေစနစ်လေးတစ်ခုပြောပြမယ်နော်ဒါဆရာလောက်တာမဟုတ်တကယ်လို့ကြက်တွေရှင်းရင်လည်းလန်းစမ်းကျင်တည်းရဲ့ဆိုအဲ့တော့ဒီလိုအပေါ်မှာခြံမှာရှောက်တွေ့တဲ့နေရာမှာထားတယ်ဆိုရင်လုံးဝရေခွက်ဘိုင်းတွေတည့်ပြီးထားမယ်ကြက်ကရေခွက်ရေတိတ်ကြိုက်တချို့ကကြီးမကြိုက်ဘူးပြောကြက်ကြီးကြိုက်တယ်နော်ဘယ်တတဝါဖြစ်ဖြစ်တဏီကုံမှာရေမတော့ရလို့ရှိရင်ရှိသမျှအာအင်ဟာပြက်သုံးသွားတတ်တယ်နောက်ခန္ဓာကိုယ်မှာရှိတဲ့အာကိုအသုံးမချနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ကြက်တွေကိုရေခွက်ပုံမှန်ချပေးရပါအစာတစ်နေ့ကို2ကြိမ်ကျွေးမယ်ပေါ့ဒီလိုခြံလောင်ထားတဲ့ကြက်တွေနော်6တွေ့တဲ့ခြံပေါ်မှာတင်တဲ့ကြက်တွေ2ကြိမ်ကျွေးမယ်ဆိုရင်ဥမာဆန်တို့စပါးတို့ကျွေးမယ်ဆန်တို့စပါးတို့ကျွေးမယ်ဆိုရင်ဒါတွေကအမာစာကြီးဖြစ်တဲ့အတွက်ကြောင့်ခြံထဲမှာညောင်းတဲ့တန်ရဲ့ခုနကရေခွက်မရှိတဲ့တန်ရဲ့ဆိုလို့ရှိရင်ဒီဆန်အစာအမာဝင်းထဲမှာအစာမချက်နိုင်မနဲ့အမာကြက်တွေနောက်ဆုံးကြတော့ဒါတိတ်ဆုံးတဲ့အထိအစာစလုံးမှာအစာမချက်နိုင်တဲ့တိတ်ဆုံးတဲ့အထိဖြစ်တာအဲ့တော့မနဲ့ခင်းကိုဆိုစာကျွေးမယ်ဆိုရင်8နာရီဝယ်လောက်ကြာမှာဒီကောင်ကိုဆန်တို့စပါးတို့ကျွေးမယ်ဒါဆိုရင်နေ့လည်ကင်း2နာရီလောက်မှာ3နာရီလောက်မှာဆိုရင်ဒီကောင်ကိုထမင်းတို့နှီးတို့နေသားတို့နဲ့ဒီညကျွေးမယ်အတီးရွက်လေးတွေတီးထည့်ပြီးသားမယ်ဆိုရင်ဒီကြက်က
သူကတဘာဝအစားအစာကိုရှောက်ပြီးတဲ့နေရာမှာလေလုံတဲ့နေရာမှာစားရတော့ကြောင့်မလို့ကြက်တွေကဒါမင်းတို့ခုနပြက်သုံးကုန်နဲ့မချင်ကုန်ဘူးဆိုတာတွေကဒါတွေကရှင်းလာတယ်အဲ့တော့အစာမဟုတ်လားကျွေးမယ်ရေခွက်မထည့်ပေးတာဘူးဆိုလို့ရှိရင်နော်ဒီကြက်တွေကတီးဆုံးရှုံးမှုတွေထပ်ဖြစ်နေဦးမှာအဲ့တော့ဥတော်ပြောတဲ့အတိုင်းလေးဂရုစိုက်ကြည့်မယ်ဆိုရင်မင်းတို့ကြက်အုပ်တွေနော်တကယ်ရှင်းလာလိမ့်မယ်ဟဲ့လားဥတော်နဲ့ကြက်ဝိုင်းပါလို့မလာတာဟုတ်နဲ့လာလိုက်မလာလိုက်နဲ့တဲ့မလာရဲလို့ပါကွာနော်မလာရဲလို့ဘာဖြစ်လို့မလာရဲတာအောင်ဆို9ရက်လောက်သွားလိုက်တယ်ဟော10ဘုံပတ်လေလောက်ရတယ်မြောင်တော့နောက်နေ့တရက်မြောင်နဲ့သွားလောင်းတာကြက်ပြောင်းမှထလောင်းလန်အမှဝိုင်းသီးနဲ့ဝိုင်းကြီးกว่าတယ်ဆိုတဲ့အကြောင်းဥတော်ပြောတော့ဝိုင်းသီးအောက်ကကလေးတွေကဥတော်စိတ်ဆိုးတယ်စိတ်ခုကြတယ်မင်းတို့စိတ်မခုနဲ့ငါတို့ကအတွေ့အကြုံတအားကောင်းနေပြီနော်ဒီအတွေ့အကြုံဝိုင်းသီးအတွေ့အကြုံတအားကြောက်တာမင်းဝိုင်းကြီးကိုငါသွားလောင်းရဲတယ်မသိမချုံးစရာဘူးငါအမခံတယ်အဲ့ဝိုင်းသီးကတော့ငါကြောက်တယ်ဟုတ်လားဝိုင်းသီးမှာတနေ့မဟုတ်တနေ့မှောက်မှာပဲဘာဖြစ်လို့လဲဆိုတော့သူကလူများနဲ့9ဆိုင်9000ဆိုင်10သိန်းဆိုင်ဟို9000ဆိုင်3သိန်းဆိုင်ကိုလူများနဲ့လိုက်ပြီးပတ်လေလှည့်ပြီးအောက်ကနေလေပိတ်စားနေနော်တနေ့တပွဲမဟုတ်တပွဲလန်နေလို့ကွာတလိမ့်ဆန်ကြီးလှုပ်နေတာဟုတ်လားအဲ့တော့အခုလိုမိုးရင်းခါမှာရှိတဲ့ကြက်တွေဖမ်းတိုက်နေရတဲ့ခါကျတော့နော်ကြက်တွေကဟိုဒီရဲမူးလဲကြရင်ကလောင်ကနေနေပြီးပြေးတဲ့ဟာရပြေးပြီးလဲကြတဲ့ဟာရလဲကြအဲ့လိုဖြစ်ကုန်နော်အဲ့တော့ဥတော်နော်ဒါအောင်ကြောက်ဝိုင်းဟိုဥလိုအောက်ဝိုင်းဟိုကြောက်လို့မလာရဲတာပါလို့နော်ဟုတ်လားမင်းတို့တကယ်အောက်ဝိုင်းသွားတဲ့ကောင်ကြီးသွားမယ်ဆိုရင်ကြီးကျက်သွားနော်ဟုတ်လားမင်းတို့ခလုတ်တိုက်တတ်တယ်နော်ခလုတ်ကတော့တစ်ချောက်တိုက်နေရငါတို့သူခလုတ်တိုက်တာမနေတော့ဘူးဟုတ်လားနော်ခလုတ်တိုက်တတ်တယ်နော်ဟုတ်လား